ရာဝန်တွေကလည်း same set of question same set of ဆိုမှမဟုတ် format ပေါ့ဟိုဆိုတော့ cheat complaint မေးမယ်မှာအဓိကဖြစ်တာပါလဲအရင်ကဘာစေးတောက်ဘူးလဲခွဲဘူးလားစိတ်ယုံတက်ဘူးလားမိသားစုတွေမှာဘာယောဂရှိလဲ similar question တွေမေးလေးရှိတယ်ဒါဒီလဲကျွန်တော်စေးပညာရဲ့ဟိုနီးစနစ်တစ်ခုဆိုတဲ့အတွက်ကြောင့်မလို့လူနာတွေကဒီဆရာမေးလဲဒါဟိုဆရာမေးလဲဆိုတော့ဒီဟာဖြစ်လေးရှိတယ်ဗောနော် common ဖြစ်တယ်ခုနလိုမျိုးပေါ့ digital စနစ်တွေရှိတဲ့အခါမျိုးကြတော့ဒီ record ကဒီမျိုး seamless ပေါ့နော်ချိတ်ဆက်ထားနိုင်တယ်ချိတ်ဆက်ထားနိုင်လို့ရှိရင်ဒါလူနာအတွက်လည်းသက်သာတယ်ဆရာဝန်တက်လည်းတနေရာထဲမှာပြည့်စုံပေါ့ဗောဆရာဝန်ကလည်းသူ့ရဲ့တာဝန်ရှိတာဟိုတာဝန်ရှိတော့သူသိကျင်တဲ့အခါကျတော့မေးတယ်ဗောနော်ပြီးတော့ဆရာဝန်လည်းလူပဲလေဆရာဝန်လည်းလူဆိုလူနာအများကြီးကျွန်တော်တို့အကုန်မှတ်မိနိုင်မှာဒါအကုန်မှတ်မိနေတော့လူနာတယောက်ကြောင်းကိုနဲ့အရန်ရင်းဒီမှသွားမှသာတီကောင်းသိနိုင်အောင်နော်ပုံမှန်ကတော့နေတိုင်းလူနာဂျာနဲ့ချီကြည့်နေဆရာဝန်ဆိုပို့ဆိုးတာပေါ့အဲ့ခါကျတော့သူ့အတွက်ကဒီလိုမျိုးစာရွက်တွေအများကြီးကိုလည်းသူကြည့်နိုင်မှုခဲရင်ပါတယ်မကြည့်နိုင်ဘူးအဲ့တော့ကြောင့်မလို့ digital စနစ်တာသုံးနိုင်လို့ရှိရင်ဟို digital စနစ်ထဲမှာဒါမျိုးတွေအကုန်လုံးကျွန်တော်တေချာလေး record လုပ်လို့ရတယ် digital ဖြစ်သွားတဲ့အတွက်ဟိုဆရာဝန်တွေနဲ့အဆင်ပြေတဲ့ပုံစံနဲ့ပြသလို့ရရပါတော့เนาะဒါလေး